ဒီနေ့ဖြစ်လို့လေးလာနေတယ်အကြောင်းသားများအတွက်ပေါ့နော်အခုကျွန်တော်တို့ဖြစ်လို့တီးရတာတကယ်လို့ကျွန်တော် level မြင့်လာရင်တော့ဖတ်ရတာခက်တယ်တီးရတာလည်းခက်တယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေကြုံလာတဲ့အခါမှာကျွန်တော်တို့ညီငွေတက်တယ်အဲကြောင့်မလို့ကျွန်တော်တို့ရဲ့အုံနောက်ကို refresh အနေနဲ့နည်းနည်းလာတဲ့ melody လေးတွေကိုလေ့ကျင့်လို့ရအောင်ကျွန်တော် sharing ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကြည့်ကြည့်ရအောင်ညာဖက်လက် pattern က pattern လေးမျိုးရှိပါမယ် melody pattern က1 and 2 and 3 and 4 and E C D E G C D E အဲ့ဒါကို3ခေါက်တီးပါမယ်ပြီးသွားရင်အဲ့လိုမျိုးပုံစံကိုပဲအဆုံးတတ်မှာကကြတော့ G C D E မဟုတ်တော့ဘဲနဲ့ G F E C ဖြစ်သွားမယ်โอเคနော်ပြီးရင်ဒီ pattern ပြီးသွားပြီဆိုရင် F ကနေစပါမယ်ဒါတစ်ခေါက်ပဲတီးပါမယ် F C F G A C F A ပြီးရင်အစလိုမျိုး pattern နဲ့အဆုံးသတ်မတူတာလေးကြည့်မယ်အစက CDE နဲ့ဆုံးတဲ့အခုက EG နဲ့ဆုံးမယ်ဟုတ်ကဲ့နော်ပြီးရင်စနာ F pattern ပြန်လာမယ်ပြီးရင်အဆုံးသတ်တဲ့အနေနဲ့အဲ့လိုမျိုးဟုတ်ကဲ့နော်အဲ့လိုမျိုးနဲ့အဆုံးသတ်လို့ရတယ်။ perfection ကိုတော့ကျွန်တော်တို့ ECDE တီးတဲ့အခါမှာလ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 ာဆိုပြီးတော့တီးလို့ရပါတယ်လက်နှစ်ဖက်နဲ့တီးရင်ဒီလိုမျိုးဖြစ်မှာဖြစ်ပါတယ်ဒါလေးကိုလေ့ကျင့်လို့ရပါတယ်တန်စင်အကောင်တော့နည်းနည်းကျွန်တော်တို့ရဲ့အုံနောက်ကိုလည်း refresh လေးဖြစ်ပါတယ်ပေါ့နော်ပြီးတော့မှကိုခြိုက်တဲ့လေ့ကျင့်နေတဲ့ piece လေးကိုပြန်လေ့ကျင့်